ဆိုရာရှေ့ကနေဝင်သွားပြီဟိုးသတိမှန်ဖမ်းသွားရလှတာဟဲ့ကဲဗရာသားတို့မြင်တဲ့အတိုင်းပဲနော်ရန်မှာကျဲတိုးကျင်တဲ့သူနျူဟီရိုဆိုတာဟိုတာကန်လိုက်တော့ဒီကောင်ကြီးကရှယ်ကျန်းတာနော်ဒီကောင်ကြီးကတကယ်ကိုကျန်းနေတာအန်မီဘက်ကသာမဘမ်းမှုဆိုရင်ကန်လာကန်ပြလိုက်တော့ဗရာသားတို့ရေရန်မှာစောက်ရန်အာယုံနောက်ဆူပြီးမာပါတယ်ဆိုတဲ့ဂလိုးကောင်တာတာယာလေးဖြုတ်တာနော်မယုံမရှိနဲ့အဲ့မှာချိုးလိုက်တော့ဗရာသားတို့ရေကြည့်လိုက်ရှယ်ကျန်းလာရေဂလိုးတတာယာလေးပဲဖြုတ်သွားတာ EAP လိမ့်မှာကင်းဘင်းဆိုတာလိုပဲပြောရမလားမသိတော့ခဲ့ဒီပတဲမှာဆိုရင်လေဆောင်ရမာပြီးဓာမေထွက်ပါဆိုတဲ့အခိုင်နဲ့နှစ်ယောက်လာပြီးပေါင်းတက်ပြီးမှမရဘူးဗျာသူ့လူအခိုင်ပဲရှော့သွားတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာဂလိုးကောင်းတာဆိုတာဆိုပြီးကျွန်တော်ခေါင်းတင်လေးတက်လိုက်တယ်ဗျာရာသာတို့လေရန်တိုင်းမှာကျဲတိုးကျင်တဲ့နိုင်ကျင်တဲ့ဆိုရင်တော့အန်မီဘက်ကမဘမ်းမှုဆိုရင်ဆိုတာကကန်လိုက်တော့လို့အကြံပြုပြရသေးဗျာဒါပေမဲ့မှတ်ချက်နေတဲ့ပြောချင်တာကကိုက run ဆော့တဲ့ခါမှာမွန်တွန်းကချပြီးတဲ့ပပလက်က၄ယောက်နဲ့ဆော့မယ်ဆိုရင်တော့ပွဲကတဖိဖို့ကတော့များတယ်ဗျာဆိုလိုချင်တာက run ဆော့ဤပွဲတိုင်းကြီးပါနိုင်ကျင်တယ်ဆိုရင်ကိုနီနီစကီကောင်းတဲ့ငယ်ချင်း၂ယောက်လောက်ခေါ်ဆော့ဖို့တော့လိုတယ်ခင်ဗျာအဲလိုမှမဟုတ်ရင်တော့ကိုကဘလောက်ကြမ်းကိုကဘလောက်ပဲစကီကောင်းနေပါသေးဗျာဖင်ပြဲလူမတက်ရုံးပွေနေလေမော်တွန်းကချပြီးတဲ့ပပလက်က၄ယောက်နဲ့နာအမြဲတမ်းဆော့နေမယ်ဆိုရင်တော့ပွဲကတော့နိုင်လိုက်ရှုံးလိုက်နဲ့တန်တရားလဲနေမှာပဲဖြစ်ပါတယ်အဲဒါကြောင့် run ဆော့ပြီးကျေတိုးကျင်တဲ့သူကိုနီနီစကီကောင်းတဲ့ငယ်ချင်း၂ယောက်လောက်ကိုခေါ်ဆော့ပါလို့ပြောတာဖြစ်ပါတယ်ခင်ဗျာဆိုရာရှေ့ကနေဝင်သွားပြီဟိုးသတိမှန်ဖမ်းသွားရလှတာဟဲ့ကဲဗရာသားတို့ဒီဗီဒီယိုလေးကိုကြိုင်းနေတဲ့ဆိုရင်တော့အသေးလေးပဲပေါင်းလေးနှိပ်ခဲ့ဖို့လေမျက်တာရက်ခံမရသေးခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲဗီတိုရီဆိုတဲ့နိုင်ဝဲလေးနဲ့အဆုံးသတ်လိုက်ပါတယ်